မောင်မောင်သည်ကျောင်းတွင်သူ၏တငယ်ချင်းမိမိနှင့်တွေ့ပြီးညကသူ့အဖေကပြည်သူနေသည့်အကြောင်းသင်ခန်းစာများကိုမေးသည့်အတွက်တငယ်ချင်းနှင့်ပြန်တိုင်ပင်ပါသည်မင်းညကလေငါအဖေကကျင့်ဝတ်နဲ့တာဝန်ဝတ္တရားအကြောင်းကိုမေးတယ်တလားဒီနေ့တော့ဥပဒေအကြောင်းထပ်ပြောဖြစ်မယ်ထင်တယ်ဒါကလွယ်လွယ်လေးပါဟာဥပဒေကတော့နိုင်ငံတစ်ခုအတွက်မရှိမဖြစ်လိုအပ်တဲ့အရာလေဥပဒေဆိုတာတရားမျှတမှုရှိရမယ်ဗတ်လိုက်မှုလည်းကင်းပြီးတော့ဥပဒေရဲ့အထက်မှာဘယ်သူမှလည်းမရှိရအောင်နိုင်ငံသားတွေကလည်းဥပဒေကိုလိုက်နိုင်ရမှာဖြစ်တယ်ဟာအဲ့ဒါကပြည်သူနေသည့်သင်ခန်းစာရဲ့အရေးကြီးတဲ့အစိပ်ပိုင်းမဟုတ်ဘူးလားတိုင်းပြည်ကိုအုပ်ချုပ်တဲ့သူရောပြည်သူလူထုတွေရောပါဥပဒေနဲ့အညီဆောင်ရွက်ဖို့လိုက်နာဖို့လိုအပ်တယ်လေမူရည်စေဝါရောင်းဝယ်တာတွေလောင်းကစားလုပ်တာတွေပြီးတော့လူတက်မှုမဒိန်မှုခိုးဆိုးလူရက်မှုစားတဲ့ရာဇဝတ်မှုကျူးလွန်တာတွေနဲ့လက်ပေးလက်ယူမှုတွေကျူးလွန်တာတွေဟာဥပဒေကိုဖောက်ဖျက်ကျူးလွန်နေဖြစ်တဲ့အတွက်ကြောင့်မို့လို့အရေးယူခံရနိုင်တဲ့ဟုတ်တယ်လေနိုင်ငံရဲ့တရားဥပဒေစိုးမိုးမှုလို့ခေါ်တဲ့ဥပဒေအထက်မှာဘယ်သူမှမရှိပဲဥပဒေကျူးလွန်သူတွေကိုတရားမျှတမှုရှိရှိနဲ့အရေးယူနိုင်မှဥပဒေဖောက်ဖျက်သူတွေနဲလာပြီးတော့အေးချမ်းသာယာလာနိုင်မှာပေါ့ဟာနောက်တစ်ခုကတော့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးကိုလည်းသိထားဖို့လိုမယ်နော်အဲ့ဒါကလေငါတို့ရဲ့ပတ်ဝန်းကျင်လူမှုအတိုင်းဝိုင်းမှာမရှိမဖြစ်လိုအပ်တာလေအေးပေါ်ဟာလူအဖွဲ့အစည်းဆိုတာလူတွေအများကြီးစုပေါင်းနေထိုင်ကြတာအဲ့ဒါကြောင့်ပတ်ဝန်းကျင်မှာမတူညီတဲ့လူမျိုးရှင်ကျေးမှုနဲ့ကိုးကွယ်ယုံကြည်မှုတွေအပြင်ပညာတတ်မြောက်မှုငွေကြေးချမ်းသာမှုပြီးတော့လိင်စိတ်ခံယူမှုတွေမှာလည်းလူတဦးနဲ့တဦးမတူညီကြဘူးလေအဲ့လိုမတူညီမှုတွေကမတူညီမှုများသာဖြစ်ပြီးတော့ဟိုးရင်နဲ့ရှိနေကြတာဟာအဲ့ဒါကိုပြဿနာလို့နင်းထင်တာလားဟာဒီလိုတရှိနေတာပြဿနာမဟုတ်ပါဘူးဒါပေမဲ့လို့အဲ့ဒီလိုမတူညီတဲ့လူအုပ်စုတွေကြားအချင်းချင်းနားလေလက်ခံမှုမရှိတော့ရင်တော့ပြဿနာဖြစ်တာပေါ့ဟာအဲ့ဒါကြောင့်မတူညီတာတွေနဲ့ပတ်သက်ပြီးတော့လူအုပ်စုတွေကြားမှာအပြန်အလှန်နားလေလက်ခံနိုင်မှုပြီးတော့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်မှုရဲ့အဓိကတော့ချက်ပဲဟာအဲ့လိုနားလေလက်ခံနိုင်မှုကအချင်းချင်းကြားညှိနှိုင်းဆွေးနွေးတာတွေပြီးတော့ပြဿနာတစ်စုံတစ်ခုပေါ်လာမယ်ဆိုရင်လည်းငြိမ်းငြိမ်းချမ်းချမ်းနဲ့တရားမျှတစွာဖြေရှင်းတာပူပေါင်းဆောင်ရွက်တာတွေလှုပ်ဆောင်ဖို့လိုတယ်လူအချင်းချင်းကြားမှာအမြင်မတူတာသဘောထားမတိုက်ဆိုင်တာတွေရှိခဲ့ရင်လည်းရှံဖြစ်ညှင်းခုန်တာမျိုးမလုပ်ဘဲနဲ့တူညီမှုတွေမတူညီမှုတွေကိုအပေးယူလုပ်ညှိနှိုင်းဖို့လိုအပ်တာတွေပေါ့ဟာဥပမာအနေနဲ့ပြောမယ်ဆိုရင်ရက်ွက်ထဲမှာအတန်ချက်ဆက်ဖွင့်တာမျိုးတွေကိုအစင်မပြေတဲ့သူတွေရှိလာလို့ရှိရင်အချိန်သတ်မှတ်တာမျိုးပြီးတော့ညှိနှိုင်းတာခိုက်ရန်ဖြစ်ပွားလို့ထိခိုက်ဒဏ်ရာရတဲ့အခါမျိုးမှာဆိုရင်လည်းဗလိုက်မှုမရှိဘဲနဲ့ကျူးလွန်သူတွေကိုအရေးယူတာနဲ့နစ်နာသူအတွက်တရားမျှတမှုရအောင်ဆောင်ရွက်တာမျိုးပေါ့လူအုပ်စုတွေကြားမှာပူးပေါင်းဆောင်ရွက်နိုင်တဲ့လုပ်ငန်းတွေကတော့ကြေးရွာဖွံ့ဖြိုးရေးအတွက်ကိုထူကိုထလမ်းဖောက်တာတရားဆောက်တာတွေအပြင်ရက်ရွာတန်ရှင်းရေးအတွက်စုပေါင်းလုပ်အားပေးတာတွေဝါသနာတူတဲ့သူတွေကြားမှာအားကစားအသင်းတွေမှာပါဝင်တာနဲ့ပြီးတော့လေစီးပွားရေးလုပ်ငန်းတူတဲ့သူတွေကြားမှာအသင်းအဖွဲ့တွေဖွဲ့စည်းတာပူပေါင်းဆောင်ရွက်တာတွေအားဆိုရင်ကိုယ်ကွယ်မှုပြီးတော့လူမျိုးယဉ်ကျေးမှုမတူညီကြတဲ့လူတွေကြားထဲမှာအပြန်အလှန်နားလည်မှုတွေတိုးပွားတဲ့အပြင်ညီညွတ်မှုတွေရဖို့လဲပေါင်းကူးပေးနိုင်တဲ့လုပ်ရက်တွေပေါ့ဟဲ့ကျေးဇူးပါတငယ်ချင်းဟာနင်းနဲ့စကားပြောလိုက်တော့မှငါအဖေမေးလိုက်ပြန်ပြေဖို့အစင်သင့်ဖြစ်သွားပြီတက်လားအေးတငယ်ချင်း